Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့အရန် trend ဖြစ်နေတဲ့အင်လူချက်ကျော်လေးကြော်စားရအောင်ချက်သားနှစ်ဖို့တော့ကဂျင်းစပလန်ထောင်းအရင်ညှစ်ပြီးတော့ထည့်မယ်ချက်သားမုံစာအချိုးမုံစနွှန်းမုံတို့ကိုထည့်ပြီးတော့ရေကသက်တိုင်းမှာ3နာရီလောက်ကြာအောင်နှက်ထားမယ်ပေါ့နော်နှက်ထားပြီးသားချက်သားတွေကိုရေနည်းနည်းထည့်ပြီးတော့ရေခမ်းတဲ့အထိပြုတ်ပေးမယ်ပြီးရင်ဒီလိုမျိုးရေခမ်းတဲ့အထိပြုတ်ပေးပြီးတဲ့နောက်မှာတော့ချက်သားလေးတွေစကြော်ဖို့အတွက်ကိုပြင်လိုက်ရအောင်နော်စီပူပူထဲမှာထဲကြော်ပြီးသွားပြီဆိုရင်တော့ကြက်သွန်မြူထောင်းပြီးတော့ကြော်ထားတဲ့ဟာလေးကိုပေါ်ကနေမှုေးတောင်းဖြူလိုက်ပါမယ်ကြက်ကြော်နဲ့တွဲစားဖို့ငရုတ်နှစ်လို့ရအောင်ကြက်သွန်မြူကြက်သွန်နီကိုစီပူထဲမှာထည့်ပြီးတော့လှော်ပါမယ်ထည့်လိုက်တဲ့အချိန်မှာစီပေါက်တက်တဲ့အတွက်တတိထားပေးပါနော်ရလာပြီးသားငရုတ်တီးတွေကိုညက်နေအောင်ထောင်းမယ်ပြီးရင်တော့ကြက်ကြော်စီပူပူလေးဆန်းလိုက်ပြီဆိုရင်တော့ဒီငရုတ်နှစ်လေးရပါပြီကဲအခုဆိုရင်တော့အရန်မှုေးဖြစ်ရတာရှိရဲ့ကြက်ကြော်လေးရဲ့ချက်ချော်နဲ့တွဲစားဖို့အတွက်ဒီငရုတ်သီးအနှစ်လေးရရတော့ပါပြီအားလုံးကျေးဇူးတင်ပါတယ်ရှင်